ဟာတာဝင်းကပါတဲ့အမျိုးတို့ရေဟာတော့ကြီးရမယ်ကြီးကြီးကြပါစို့ကြီးကြမယ်မလားစာပေနဲ့လူသားနဲ့စာပေလူသားစာပေဆိုခွဲခြားလို့မရစကောင်းနဲ့တန်ဖိုးကြီးမားလာတဲ့မိတ်ဆွေပေါင်းတွေစာပေကိုချစ်မြတ်တော်သူစာပေကိုနှစ်သက်သူစာပေနဲ့မွေးလျော်သူတို့သာအနုညံ့ဆုံးပုဂ္ဂိုလ်တွေဖြစ်တယ်စာပေဆိုတာတကယ်တမ်းကျတော့ပေစာတွေကိုလေ့လာနေအောင်လည်းပြီးတဲ့အရာတော့မဟုတ်ဘူးစာပေဆိုတာကိုနှစ်သက်ရာစာပေများကိုလေ့လာမှရှုဖတ်ပါမှတ်ပါလေ့လာပါပြီးရင်အဲ့ဒီလေးလာပြီးလေ့ကျင့်မှများလာရင်ကိုယ်ပိုင်ပစ္စည်းဖြစ်လာကိုယ်ပိုင်ပစ္စည်းဖြစ်လာတယ်ကိုကတန်ဖိုးရှိတဲ့လူသားတယောက်ဖြစ်လာအဲ့တော့စာပေနဲ့လူသားဆိုတာခွဲခြားလို့မရအောင်မိမကြီးတနေ့လေးရှေ့မှာလေအဲ့စာအုပ်ပုံနဲ့ခေါင်းနဲ့မထွက်နဲ့တိလာနော်နည်းနည်းပါအလုပ်ကလေးရှာပါဆိုတော့မရှာဘူးတော်သေးရဗောကျမလက်မှုပညာလေးတက်နေလို့ဆက်ချုပ်ပညာလေးတက်နေလို့မခါလှနေတာသူ့လောက်စာများထိုင်စားလို့ရတာဒီသက်တော့ပြောမနေတာအနုမြန်သမားတယောက်ကိုမနှိမ်ပါနဲ့မိမရယ်မနှိမ်ပါနဲ့အချိန်ခါကာလဒေတာကာလံဒေတံဧကံတနံနော်အချိန်ခါကြာလာရင်လုံးမှာပါငါအရန်နာမည်ကြီးတဲ့ကဘာကျော်စာရေးဆရာကြီးတယောက်ဖြစ်လာမှမင်းတောင်တာမရနဲ့အဲ့နေ့ကျရင်မင်းဒီတဲ့လှပတဲ့ဘဝကြီးတစ်ခုပိုင်ဆိုင်ရလိမ့်မယ်နေစမ်းပါဦးရှင်ကတနေ့ကျရင်စာရေးဆရာကြီးဖြစ်လာဆိုရှင်ကခုစာရေးနေပြီလားမရေးသေးပါမရေးသေးမနဲ့ဘာကြီးပြောနေရတော့အချိန်ခါလေးကာလဒေတာကာလန်တနံဧကံတနံနော်အဲ့တော့သူ့အချိန်ခါရောက်လာရင်လုံမှာအနုညာသမားဆိုတာအချိန်ခါမရောက်သေးပဲနဲ့ तू မလုပ်ချင်ဘူးतू လုပ်ချင်မှလည်းလုပ်မှာလုပ်ချင်ရင်လည်းလုပ်ဘာတွေလုပ်ချင်နေရတော့ဘာပြောနေအနုပညာဖန်တီးမှုတွေကိုအခုချိန်မှာ तू မလုပ်ချင်သေးဘူးအခုယောက်ျားကမလုပ်ချင်သေးတာကိုမိန်းမကလုပ်စေချင်နေပြီလားဘာစကားတွေပြောနေရလဲစာရေးစီကဘွားကိုလုပ်စေချင်နေပြီလားအော်စာဖြစ်မရေးရသေးဘူးစကားကြီးစကားကျဲတွေပြောယောက်ျားလေးလာနေတော့လေသင်ယူနေတော့ပြီးမှယောက်ျားကိုယ်ပိုင်ပစ္စည်းအဖြစ်နဲ့ဒါတွေကိုအသုံးချမှာမိန်းမနော်ယောက်ျားပြောချင်တာကတော့မိန်းမကယောက်ျားဗာမေးလိုက်တာရှင်စာရေးဆရာဘယ်တော့ဖြစ်မှာလဲဘယ်တော့ရေးမှာလဲစာရေးနေပြီလားကြိုက်ပြီအဲ့ဒီမေကွန်းကိုကြိုက်သွားမေကွန်းတိုင်းမှာအဖြစ်ရှိပါတယ်မေကွန်းတိုင်းမှာအဖြစ်ရှိပါတယ်အဲ့ဒီမေကွန်းကိုမေးတဲ့သူကဖြေဆိုတဲ့သူကိုမေးတဲ့အခါမှာတိတိကျကျမေးဖို့တော့လုပ်တယ်ဒါမှနဲ့ဖြေဆိုတဲ့သူကလည်းအဲ့ဒီမေကွန်းကိုဖြေစရာမေကွန်းကိုအဖြေရှိပြီလားအဲ့မေကွန်းကိုအဖြေရှိတယ်ဒါမှနဲ့